ဖောင်ပွဲအာကာသတယ်လီစကုပ်တွေနဲ့ဆိုရင်ဂျိုးချို့ကိုဓာတ်ရိုက်မြင်တွေ့နိုင်မှာဖြစ်ပြီးဂါရီယာနဲ့20အစောပိုင်းကာလတုန်းကမဖြစ်နိုင်ဘူးလို့ထင်ခဲ့ရတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်ချီလီနိုင်ငံမှာရှိတဲ့7 mm array ALMA ဒါမှမဟုတ်အရခါမ large millimeter telescope တွေဟာတက်တန်းလူကျဲတလုံးကိုလက်ပတ်ဖို့စတင်ဖွဲ့စည်းနေတဲ့ဂျိုးစနစ်အကြောင်းကိုလေ့လာနိုင်စေခဲ့ပါတယ်ကဗီလာအာကာသတယ်လီစကုပ်လိုမျိုးအာကာသတွေကအစွမ်းထက်ကရိယာတွေဟာအလွန်တိကျတဲ့တိုင်းတာမှုတွေကိုလှုပ်ဆောင်နေပါတယ်။တယ်လီကရိယာတွေကလည်း